ညာရှိမှာလဲလောကီပညာခုတည်းနဲ့ရပါမလားဒါပြီတရားဆိုတဲ့အရာတွေနဲ့တရားတော့မလောက်နဲ့မတရားတော့မလောက်ရင်အားလုံးတို့ဒီတရားတော့ပဲဖြစ်စီဘူးခွေဓမ္မစကူတင်နေသွားမယ်ဒီဖျားလုံးတော့တရားတော်များကိုပတ်သားဖို့ရဲ့အတူသွားကြမယ်ဖျားတရားနဲ့တန်ခါကိုခွေဘုံညလို့ဖူးမြော်ကြတော့မယ်ညီညီငယ်ညီမညီမငယ်လောကမှာပညာတတ်မှာအပူလုံးမကြွလူလုံးလာမယ်အပိဓာရီရောတပည့်ကြီးရောဆရာဆရာမကြီးရောဘုရားသာဖွင့်ရောအားလုံးဒီလိုတင်ပဲကျေးဇူးတင်တဲ့ပုဂ္ဂိုလ်တွေကိုကျေးဇူးတင်ရှိပါကြောင်းပြောကြနေတယ်ပဲဒီကုန်းကပတ်ဆုတ်တတ်ပါတယ်